ကိုဝင်ရှိလရှိတဲ့အဲ့ဒီအမျိုးသမီးဟာခင်မုန်းဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်မျောလင်းချက်မဲ့သွားတဲ့သူမဟာရေအိုင်ဘာဘတ်တရားပေါ်တက်ပြီးမိမိကိုယ်ကိုအဆုံးစီရင်ဖို့ပြင်ဆင်ခဲ့တဲ့ခုံချခါနီးအချိန်မှာပဲမခုံချဖို့တားမြစ်တဲ့အတန်တစ်ခုကိုသူမရုတ်တရက်ကြားလိုက်ရတယ်အဲ့ဒီခါကျမှဒါဟာသူမရဲ့ဝမ်းပိုက်ထဲကကလေးငယ်ပြောနေတဲ့အတန်မှန်သူမသိလိုက်ရတာပါကလေးငယ်ကသူဟာဘဝတစ်နဲ့ပြန်လည်မွေးဖွားလာတာဖြစ်ပြီးသူမကိုကယ်တင်ဖို့တီးတက်လာခဲ့တာလို့ပြောတယ်အရင်ဘဝတုန်းကသူမဟာဒီနေရာကနေခုံချခဲ့ပေမဲ့အဲ့ဒီယောက်ျားကဘာမှမထိခိုက်ခဲ့ပဲသူမရဲ့တည်ဆုံမှုကိုတုံးပြီးလူလူပုံရိပ်ကိုတိစောက်ကသူ့ကုမ္ပဏီရဲ့ share ဈေးနှုန်းတွေကိုမြင့်တက်စေခဲ့တယ်ဒါကိုကြားပြီးနောက်အမျိုးသမီးဟာထိတ်လန့်သွားခဲ့တယ်အဲ့ဒီနောက်ကလေးငယ်ကဆက်ပြောတာကအဲ့ဒီယောက်ျားဟာနောက်ပိုင်းမှာထီလက်မှတ်တစ်စောင်ဝယ်ခဲ့ပြီးပညာရေးနဲ့ဘီလီယံ3သူညပေါက်သွားခဲ့တဲ့အမျိုးသမီးဟာဒေါသထွက်လွန်းလို့ချက်ချင်းခုန်ချခြင်းစိတ်ပေါက်သွားပေမဲ့ကလေးငယ်ကအလင်းမြန်တားဆီးခဲ့ပြီးထီပေါက်တဲ့ကဏ္ဍတွေကိုသူမှတ်မိနေကြောင်းအဲ့ဒီယောက်ျားရဲ့ကံကောင်းမှုတွေကိုသူတို့ပြန်လူယူနိုင်ကြောင်းပြောပြခဲ့တယ်အမျိုးသမီးဟာချက်ချင်းတတိဝင်လာပြီးအသေးမခံတော့ဘူးဆုံးဖြတ်လိုက်တယ်အဲ့ဒီယောက်ျားဟာအိမ်မှာရွှေတုံးတွေဝတ်ထားသေးကြောင်းအကယ်၍သူမတည်သွားရင်အရာအလုံးဟာသူတို့အတွက်ပဲအကျိုးရှိသွားမှာဖြစ်ကြောင်းကလေးငယ်ကဆက်ပြီးတတိပေးခဲ့တယ်အမျိုးသမီးဟာတရားပေါ်ကနေချက်ချင်းဆင်းပြီးအိမ်ပြန်ခဲ့ကကလေးငယ်ရဲ့လမ်းညွှန်မှုအတိုင်းရှာဖွေခဲ့တယ်တကယ်ပဲမျက်နှာချက်ထဲမှာတန်းနဲ့ချီတမိုးရှိတဲ့ရွှေတုံးတွေနဲ့ရတနာအိတ်ကိုသူမရှာတွေ့ခဲ့တယ်ဒါတော့ဒီဟာတရားမဝင်ရန်ပုံငွေတွေဖြစ်လို့မြန်ရွှေ့ပြောင်းရမယ်လို့ကလေးငယ်ကတတိပေးခဲ့တယ်အမျိုးသမီးကရွှေတုံးတွေကိုခရီးဆောင်အိတ်ထဲချက်ချင်းထည့်နေတော့အဲ့ဒီယောက်ျားအိမ်ပြန်ရောက်လာခဲ့တယ်သူမဟာအလင်းမြန်ဖုံးကွယ်ပြီးအိတ်ကိုမူလနေရာမှာပြန်ဝတ်ထားလိုက်တယ်ကလေးငယ်ကသူမကိုဟန်ဆောင်မှုဆက်လုပ်ဖို့ပြောပြီးကျူးတစ်ချောင်းရှာခိုင်းခဲ့တယ်တကယ်ပဲအဲ့ဒီယောက်ျားအခန်းထဲဝင်လာတဲ့အခါသူမကျိုးဆွဲချတေချောင်းကြံနေတာကိုမြင်လိုက်ရတယ်အဲ့ဒီလူရောက်လာတာကိုမြင်တော့အမျိုးသမီးကပြန်ဆင်းလာခဲ့ပေမဲ့အဲ့ဒီယောက်ကြားကကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့ချက်ချင်းတောင်းဆိုခဲ့တယ်ပြီးတော့သူ့ရဲ့ပထမအချစ်ဦးမှာတားယောက်ျားလေးကိုဝင်ရှိနေပြီဖြစ်ကြောင်းနဲ့သူမကသမီးမိန်းကလေးမွေးလာမှာကိုမလိုလားကြောင်းပြောခဲ့တယ်ကလေးငယ်ကအဲ့ဒီကလေးဟာသူ့ကလေးမဟုတ်ကြောင်းတတိပေးလိုက်လို့အမျိုးသမီးဟာမရေပဲမနေနိုင်ဖြစ်ခဲ့ပေမဲ့အဲ့ဒီယောက်ျားကသူမငိုနေတာလို့ထင်ပြီးကွာရှင်းပေးရမယ်လို့ချင်းချောက်ခဲ့တယ်အမျိုးသမီးကတနာစရာကောင်းအောင်ဟန်ဆောင်ပြီးသဘောတူခဲ့ကတခုတည်းသောဂတိကဝတ်အနေနဲ့အဆက်အသွယ်လုံးဝဖြတ်တောက်ဖို့တောင်းဆိုခဲ့တယ်အဲ့ဒီယောက်ျားကချက်ချင်းသဘောတူခဲ့ပြီးနောက်ရက်မှာကွာရှင်းဖို့တတ်မှတ်လိုက်တယ်နောက်ရက်မှာလှုပ်ထုံးလုံနည်းတွေပြီးစီးသွားတဲ့အခါအဲ့ဒီယောက်ျားကသူ့ကိုလာမတွေ့ကပ်ဖို့သူမကိုတတိပေးခဲ့တယ်အမျိုးသမီးကသဘောတူပြီးနောက်ထပ်ထွက်ကထီဆိုင်တစ်ဆိုင်စီတန်းသွားခဲ့တယ်ကလေးငယ်ပေးတဲ့ကဏ္ဍတွေတိုင်းထီလက်မှတ်တစ်ဆက်ဆောင်ကိုသူမဝယ်ယူခဲ့ပြီးမျောလင်းချက်တွေပြည့်နေနေခဲ့တယ်ဒါပေမဲ့သူမရဲ့ထီလက်မှတ်တွေကိုတယောက်ကလူယူသွားခဲ့ပြီးအဲ့ဒီလူဟာသူမရဲ့ခင်မွန်းဟောင်းဖြစ်နေခဲ့တယ်သူကသူမကိုစိတ်ကူးရင်နေတဲ့ဆိုပြီးလှောင်ပြောင်ခဲ့တယ်လို့သူ့ရဲ့အချစ်ဦးကလည်းဘေးကနေလှောင်ပြောင်ခဲ့တယ်အမျိုးသမီးဟာထပ်ပြီးအောက်မခံတော့ပဲအကယ်၍ထီလက်မှတ်တွေကိုပြန်မပေးရင်မျက်နှာချက်ထဲကလှုပ်ဝက်ချက်ကိုဖွင့်ချပစ်မယ်လို့သူ့ကိုတိုက်ရိုက်ချင်းချောက်လိုက်တယ်အဲ့ဒီယောက်ျားကချက်ချင်းထိတ်လန့်သွားပြီးသူမကိုဆွဲကစစ်မေးခဲ့တယ်အမျိုးသမီးကတန်ပြန်တိုက်ခိုက်ဖို့အခွင့်အရေးကိုအရယူပြီးသူ့ကိုလဲကျအောင်တွန်းချကထီလက်မှတ်တွေကိုမြန်မြန်ပြန်လူယူခဲ့တယ်အဲ့ဒီယောက်ျားဟာအရှက်ရပြီးဒေါသတကြီးနဲ့ကလဲစားချင်မယ်လို့ချင်းချောက်ခဲ့ပေမဲ့အမျိုးသမီးကတော့ရလက်ကိုမကြခင်သိရတော့မှာပါလို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲ TV မှာထီကနန်းတွေစပြီးဖွင့်လှစ်နေခဲ့တယ်။သူမဝယ်ထားတဲ့ကနန်းတွေအားလုံးမှန်ကန်နေခဲ့ပြီးဘီလီယံ3သူညရဲ့ပိုင်ဆိုင်မှုကိုဆုံးဖြတ်ပေးမဲ့နောက်ဆုံးအပြာရောင်ဘောလုံးလေးတစ်ခုပဲကျန်ပါတော့တယ်။အမျိုးသမီးဟာရလက်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်းနေခဲ့ပါတော့တယ်။